စပွဲထိုးကဟင်းပွဲတွေချပေးတဲ့အခါစဖိုမှုအစ်စ်မလေးချက်ထားတဲ့ရင်းနဲ့မှွေထားတဲ့ကြက်ဥကြော်ကိုအမရွက်နဲ့ချပေးလိုက်မိပါတယ်အဲ့ဒီအချိန်မှာကျွမ်းကျင်သူအကဲဖြတ်တိုင်းတွေကကျဲပွင့်တွေပေးဖို့အစားအသောက်တွေကိုအကဲဖြတ်နေကြတာပါစားတောက်ဆိုင်ရဲ့အကောင်ဆုံးဟင်းပွဲလို့ထင်ထားတဲ့အရာကိုမြင်လိုက်ရတဲ့အခါကျွမ်းကျင်သူတွေကခေါင်းခါပြကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်လေးမှာပဲစပွဲထိုးကမှားရွက်နဲ့ဟင်းပွဲကိုသူတို့ရှိမှချပေးလိုက်တာပါကျွမ်းကျင်သူတွေတဲကတယောက်ကဘာစိတ်ဝင်စားမှုမှမရှိပဲမျောလင်းချက်လုံးဝမထားပဲတစုံမြည်ဆန်းကြည့်လိုက်တဲ့အခါသူလုံးဝအေးခဲမြင့်တက်သွားပါတော့တယ်ချက်ချင်းပဲသူကစိတ်လှုပ်ရှားစွာနဲ့မတ်တရက်လိုက်ပြီး CEO ရဲ့လက်ကိုဆွဲကင်ကသူ့ဘဝတစ်လျှောက်လုံးမှာဒီလောက်အရသာရှိတဲ့ကြက်ဥငွေကြော်ကိုတခါမှမစားဘူးလို့ပြောပါတယ်ဒီဟင်းပွဲကိုဖန်တီးခဲ့တဲ့စဖိုမှုနဲ့မဖြစ်မနေတွေ့ရမယ်လို့သူကအခိုင်အမာပြောပါတယ် CEO ကဘာမှနားမလည်ပဲအကြီးကျယ်ဇဝေဇဝါဖြစ်သွားပါတယ်အဲ့ဒီနောက်ကျွမ်းကျင်သူကရှင်းပြပါတယ်ဒါဟာရေနဲ့မွေထားတဲ့ကြက်ဥကြော်ရဲ့တကယ်အရသာအစစ်အမှန်ပဲအဲ့ဒီအရသာကိုပြန်လည်ဖန်တီးဖို့သူဟာစဖိုမှုမရေမတွက်နိုင်အောင်ငှားရမ်းခဲ့ဘူးလေလို့ပြောပါတယ်ဒါပေမဲ့အားလုံးကကြားရှုံးခဲ့ကြပါတယ်ဒီဟင်းပွဲတစ်ခုတည်းသာသူ့ရဲ့မှတ်ဉာဏ်တွေကအရသာနဲ့တစ်ထက်တည်းကျနေတာပါ CEO ကတစွန်းယူပြီးမြည်ဆန်းကြည့်လိုက်တဲ့အခါအဲ့ဒီအရသာကသူ့ကိုကလေးဘဝစီတိုက်ရိုက်ခေါ်ဆောင်သွားပါတော့တယ်သူအသက်9နှစ်အရွယ်တုန်းကကလေးတခိုးတွေရဲ့ဖန်ဆီးခြင်းကိုခံရမလို့ဖြစ်ခဲ့ပါတယ်ကောင်မလေးတစ်ယောက်ကသူ့ကိုမတော်တဆကဲတင်ခဲ့တာပါအဲ့ဒီအချိန်တုန်းက CEO ဟာအစားအသောက်ကိုအရန်ယွန်ရှာတဲ့ယောဂခံစားနေရပြီးအစာအရန်ရွေးတဲ့သူတစ်ယောက်ပါဒါပေမဲ့ကောင်မလေးမှာဟင်းချက်ချင်းနဲ့ပတ်သက်ပြီးမွေးရပါပါရမီတစ်ခုရှိနေခဲ့ပါတယ်ကတင်ပေါ်မှာအရန်အားနေနေတဲ့သူ့ကိုမြင်တော့ကောင်မလေးကသူပြန်လဲကျမ်းမာလာအောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်နေ့စဉ်ရက်ဆက်သူ့ကိုဂရုတစိုက်ပြုစုပေးခဲ့ပြီးသူမရဲ့အစားအသောက်တွေကြောင့်ကလေးလေးဟာစတင်ကျမ်းမာလာပါတော့တဲ့အချိန်တွေကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ကြားမှာခိုင်မာတဲ့တန်ရောစင်တွေဖြစ်တည်လာခဲ့ပါတယ် CEO ကသူ့ရဲ့မိသားစုအမွေဖြစ်တဲ့ကြောက်စိမ့်ကိုသူမကိုပေးခဲ့ပြီးသူကြီးလာရင်သူမကိုလက်ထပ်မယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ရက်အနှဲငယ်အကြာမှာသူမိဘတွေကသူ့ကိုလာရှာတွေ့သွားပြီးစေကူတမှုခံယူဖို့နိုင်ငံခြားကိုအတင်းအကျပ်ခေါ်သွားခဲ့ပါတယ်မျက်စိတမိတ်တွင်းမှာတင်10နှစ်ဆိုတဲ့အချိန်တွေကုန်လွန်သွားခဲ့ပါတယ်ကောင်မလေးကလည်းအရွယ်ရောက်လာတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီဒီနေ့ညစာစားနေတော့သူမရဲ့အဖိုးကစားတောက်ဆိုင်တစ်ဆိုင်ပေးရတော့မယ့်အခြေအနေရှိနေလို့အဲ့ဒီမှာစဖိုမှုအနေနဲ့တွားကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ CEO ကလည်းကလေးဘဝကဂတိကိုဘယ်တော့မှမမေ့ပဲနိုင်ငံထဲကိုပြန်ရောက်လာခဲ့ပါတယ်သူကလက်ထောက်ကိုအဲ့ဒီကောင်မလေးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုချက်ချင်းစုံစမ်းဖို့ခိုင်းလိုက်ပါတယ်ကောင်မလေးကသူမအဖိုးရဲ့တောင်းဆိုချက်ကိုလက်ခံပြီးစားတောက်ဆိုင်ကိုရောက်လာပါတယ်အဝင်ဝမှာစဖိုမှုတွေအများကြီးရှိနေတာကိုမြင်တော့သူမကိုကြိုဆိုဖို့အဲ့ဒီမှာရှိနေကြတာလို့ထင်ခဲ့ပေမဲ့နှုတ်ဆက်လိုက်တဲ့အခါသူတို့ကသူမကိုတောင်းရမ်းစားတောက်သူလို့အထင်လွဲပြီးချက်ချင်းနှင်ထုတ်ပစ်လိုက်ပါတယ်တကယ်တော့သူတို့အားလုံးက CEO ရောက်လာမယ့်အချိန်ကိုစောင့်နေကြတာဆိုတာကိုသူမမသိခဲ့ပါဘူးအဲ့ဒီအချိန်လေးမှာပဲ CEO စီကိုအဖိုးဖြစ်သူစီကဖုန်းဝင်လာပြီးဟင်းချက်နက်ဖရားရဲ့မြေမလေးစားတောက်ဆိုင်ကိုရောက်နေပြီလို့ပြောပါတယ်ဖုန်းချလိုက်တဲ့အခါကောင်မလေးကလုံခြုံရေးတွေနဲ့စကားများနေတာကိုသူမြင်လိုက်ပါတယ်သူအနားကိုတွားဖို့လှုပ်လိုက်တဲ့အချိန်မှာပန်းအိုးတစ်လုံးကသူ့စီတက်တက်လွင့်လာပါတယ်အလိုလျောက်တုတ်ပြန်မှုနဲ့ကောင်မလေးကသူ့ကိုကာကွယ်ဖို့ခုံဝင်လိုက်ပြီးနှစ်ယောက်စလုံးကျမ်းပြင်ပေါ်ကိုလဲကျသွားပါတော့တယ်လက်ထောက်ဖြစ်သူကအထိတ်တလန့်နဲ့ဒီကောင်မလေးကပြဿနာအကြီးကြီးရှာလိုက်ပြီလို့អော်ပါတော့တယ်ဘာလို့လဲဆိုတော့ CEO မှာပြင်းထန်တဲ့အလက်ကြီးယောဂရှိပြီးသစိမ့်တယောက်နဲ့ထိမိရင်အင်ပြင်တွေထွက်လာပြီးမရက်မနာချောင်းဆိုးတက်လို့ပါဒါပေမဲ့အားလုံးအတင်သွားရတာကဒီတခါတော့သူ့မှာဘာတော့ပြန်မှုမှမရှိခဲ့ပါဘူးလက်ထောက်ဖြစ်သူကအချက်ပြုတ်ကျွမ်းကျင်သူတွေအစင်သင့်ဖြစ်နေပြီလို့အကြောင်းကြားပါတယ်မီနူးတွေကဟင်းပွဲတွေအကုန်လုံးကိုချပေးပေမဲ့ကျွမ်းကျင်သူတွေကဘာစိတ်ဝင်စားမှုမှမပြကြပါဘူး CEO ကမိဖို့ချောင်းကိုအကြောင်းကြားဖို့အမိန့်ပေးလိုက်ပါတယ်မိဖို့ချောင်းထဲမှာတော့အားလုံးကဘာလို့ဒီကောင်မလေးအစ်စ်ကိုကန်ဆန်းခွင့်ပေးရတာလဲဆိုပြီးမေးခွန်းထုတ်နေကြပါတယ်သူတို့ကသူမရဲ့ဟင်းချက်တဲ့နီးစနစ်ကိုစတင်လှောင်ပြောင်ကြပေမဲ့ကောင်မလေးကတီတီငိမ့်ငိမ့်ပဲအလွယ်ကူဆုံးဟင်းပွဲတွေကသာတကယ်စွမ်းရည်အစ်စ်မှန်ကိုအကောင်းဆုံးပြသနိုင်တာပါလို့ပြန်ဖြေပါတယ်တခြားစဖို့မှုတွေကဒါဟာစင်ကြေတက်တက်ပါပဲဆိုပြီးရေမောကြပါတော့တယ်